အားလုံးပဲမင်္ဂလာပါဖော်ပေါ်ပီတီ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ပွဲတင်နေတယ်ဗျာနှစ်ပွဲပဲရှိပါတယ်ပရီးမီးယားလိတစ်ပွဲရဲ့စပိန်ကိုပါဒရီတစ်ပွဲနှစ်ပွဲပဲရှိပါတယ်အဲ့ဒီနှစ်ပွဲကိုခမန်းသုံးသက်မှာဖြစ်ပါတယ်ကျွန်တော်နေ့စဉ်ကြိုးစားပြီးတော့တင်ဆက်ပေးနေပါတယ်ဒါကြောင့်အပန်းချင်း like and subscribe လေးလုပ်တော့ပြီးခဲ့ကြပါအောင်ကျွန်တော် Telegram ကိုလည်း join မိခဲ့ပါအောင် Telegram မှာကျွန်တော်နေ့စဉ် free တင်ပေးနေပါတယ်မနေ့ကမောင်းထပ်ပေါက်သလို body လည်းအဆင်ပြေပါတယ်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ကျွန်တော် comment မှာ link ချပေးထားပါတယ်အဲအဲ့ဆိုရင်စလိုက်ကြအောင်ဗျာပထမဆုံးပွဲကတော့ Brentford နဲ့ Arsenal Premier League ပွဲဖြစ်ပါတယ်2နာရီခွဲမှာဆုံးပါပါ Arsenal ကတလုံး90နိုင်ပေးထားတယ်ဗျာအဝေးကွင်းကနေကိုပေါင်းနှလုံးရှုံးပထမကျော် Arsenal ကွင်းမှာတော့2-0နဲ့နိုင်ထားပါတယ် Brentford ကအိမ်ဝင်းကောင်းတဲ့အသင်းဆိုတာတော်များသိကြပါတယ်တကယ်လည်းကောင်းပါတယ်အခုကအိမ်ဝင်းမို့အဝေးကွင်းတွေပါကောင်းနေရဗျာနောက်ဆုံးနှစ်ပွဲမှာသူအဝေးကွင်းနှစ်ပွဲဆက်တောင်နိုင်ထားတယ်ဘီလာနဲ့နျူကာဆယ်တို့လိုအိမ်ဝင်းကောင်းတဲ့အသင်းတွေကိုနိုင်ထားတာဗျသူဥရောပဝင်ခွင့်မှန်းနေရလားတော့မသိဘူးဗျလက်ရှိမှာတော့သူကွန်ဖရင့်လိဝင်ခွင့်နေအောင်ရောက်နေပါတယ်ဒါကြောင့်မို့အာဆင်နယ်အနေနဲ့တလုံး90ပဲပေးရလို့မြင်ပါတယ်ပုံမှန်ဆိုရင်အာဆင်နယ်ခြေစွမ်းဆိုရင်တလုံး20 30လောက်ပဲပေးရမှာဗျဘရန်ဖို့အရင်ခြေစွမ်းဆိုရင်လေလက်ရှိဘရန်ဖို့ကဥရောပဝင်ခွင့်မှန်းနေရလားတော့ပြောတတ်ဘူးဗျပုံမှန်ဆိုတော့ဒီသင်းတွေကတန်းတင်ကြကျင်းနေရပါဒီရာဒီသူမျောလင်းချက်ကြီးမှာထားနေတော့ပြောတတ်ပါဘူးဒီသင်းကိုအဲ့လိုမျိုးပြောရအောင်တကယ်မှန်းနေဆိုရင်တော့သူ့ကိုကြိုက်လောက်စရာကောင်းတယ်ဗျသူကအိမ်ဝင်းရုံးအောင်ကောင်းပါတယ်အာဆင်နယ်ကလည်းမန်ယူအိမ်ဝင်းမှာရှုံးပြီးကြတဲ့၄ပွဲဆက်ပြန်နိုင်တာဗျအဲ့ဒီ၄ပွဲမှာ၃ပွဲကြေးအောင်ထားပါတယ်ချန်ပီယံလိမှာသူကင်ရတဲ့တပွဲပဲကြေးကြထားတာဗျအဲ့ဒါလည်းရန်နေထုတ်သုံးတာပါနောက်ဆုံး၃ပွဲဆက်လေသူကြေးအောင်ထားတယ်လက်ရှိသူခြေစွမ်းပြန်ငိမ့်နေပါတယ်အိမ်ဝင်းကောင်းတဲ့လိကိုတောင်သူအဝေးကွင်းကနေဖိုးသီးနဲ့သက်တာပြည့်တာနဲ့နိုင်ထားတယ်ဗျအရန်နေလဲခြေစွမ်းနေပြန်ကောင်းနေခြေစွမ်းနေညင်နေကြတယ်ရိုတိတ်လဲပြီးပွဲထုတ်ရင်တော့မှအာဆင်နယ်ကတောင်းနေတော့မယ်ဗျတခုရှိတာအာဆင်နယ်ကထူးသဖြင့်ဒီပြအဒီတာအနေနဲ့ရင်းနှီးပြီးတော့မစော့ပါဘူးသူကဘောလုံးကင်နေတစ်ဖက်တင်းအမှားကိုစောင့်နေစိတ်ရှိလက်ရှိအမှားရှာကြီးမှနိုင်ဘူးလားဗျများသောအားဖြင့်အဲတေကန်ဘောတွေကနေသူကကိုရောက်ပဲချောင်းနေရများပါတယ်တစ်ဖက်တင်းကသူ့ကိုမတုတ်ပြန်ပဲပိတ်ပဲစော့နေဆိုရင်တော့အာဆင်နယ်ကရုံးကန်လေးရှိတယ်ဗျဟိုသူတင်ကိုတင်ဖွင့်တိုက်တဲ့တင်းဆိုအာဆင်နယ်ကဂိုးများသွင်းလေးရှိပါတယ်အဲ့ဒါဆိုရင်တော့သူ့ကွက်တွေဝင်သွားတာပဲဗျတစ်ဖက်တင်းကဖွင့်တာတိုက်မယ်ဆိုဒီလိုဆိုရင်ဂိုးပြတ်ဖို့များသွားပါပြီဒီပွဲမှာရှိတာဘရန်ဖို့ကသူ့ဝင်ခွင်းဆိုဘယ်တင်းမှမကြောက်ဘူးဗျသူတင်ကိုတင်ဖွင့်တိုက်လေးရှိတယ်အဲ့ဒါကြောင့်ဒီပွဲမှာဂိုးမြူးသွားနိုင်ပါတယ်တော်များတော့ဂိုးအောင်ကြိုက်ကြမယ်ထင်တယ်ဗျဘာလို့ဆိုတော့အာဆင်နယ်ကဝေးဝင်းဆိုရင်ထိန်းစော်တာလေသူတကိုးရပြီးရင်လည်းအတကိုးပြန်မပြီးတော့ပဲထိန်းထားလေးရှိပါတယ်အဲ့လိုမျိုး 1C 2C ဆိုတာများတယ်ဗျနိုင်တာဒါပေမဲ့ကျွန်တော်တော့ဂိုးပေါင်းအောက်ကိုမကြိုက်ပါဘူးဒီဘွဲမှာဂိုးပေါင်းအပေါ်ပဲကြိုက်တယ်ဗျဘာလို့ဆိုရင်ဘရန်ဖို့ကအင်ဂျယ်တင်းမှာသူ့ရင်ခွင်းဆိုဘယ်တင်းမှမကြောက်ဘူးဗျသူကတိုက်စစ်ဖွင့်စော်တာမန်စီးတီးတို့ဘာလို့တော့သူကဖွင့်စော်တာပါဒါကြောင့်မလို့ကျွန်တော်ဂိုးပေါ်ကြိုက်တာပါနောက်ပြီးတော့ဒီဘွဲမှာသူအာဆင်နယ်ကိုအနည်းဆုံးတကူတော့ရောက်အောင်သွင်းမယ်ထင်တယ်ဗျဒါဆိုရင်ပွဲကပိုကြီးမြိုင်လာနိုင်ပါတယ်အာဆင်နယ်ကအဲ့လိုစော်တဲ့တင်းတွေဆိုရင်သူကကြိုက်တယ်ဗျချန်ပီယံလိမှာအင်တာဆိုလဲသူ့အဲ့လိုသွားစော်လို့3ဂိုးတောင်ပေးလိုက်ရတာပါအဲ့ဒါကြောင့်ဒီပွဲမှာကိုပေါင်းပို့ပြီးတော့ကြိုက်ပါတယ်ကိုပေါင်းကြီးကတော့နှလုံးချုံးဆိုတာနည်းနည်းတော့ပြော့တယ်ထင်ရမယ်အာဆင်နယ်ဝေးကွင်းကကိုပေါက်ကစားတာများပါတယ်ဒါကြောင့်မလို့ဒီကိုပေါင်းကြီးပဲပေးရလို့မြင်ပါတယ်ဘလိုပဲနေပါကျွန်တော်ကကိုပေါင်းပို့ပြီးတော့ကြိုက်ပါတယ်အသင်းမှာလည်းကျွန်တော်ကအာဆင်နယ်ကိုပဲကြိုက်ပါတယ်အာဆင်နယ်ကပ်ပြီးတော့နိုင်မယ်လို့ထင်ပါတယ်ဒါကြောင့်ပါကောင်းဖွင့်နေတဲ့ညီကိုများဘိုင်ဘာနံပါတ်အပေါင်း959898888မှာတွားရောက်မေးမြန်းစုံစမ်းနိုင်ပါတယ်တရားရာခိုင်နှုန်းပို့လည်းပေးနေပါတယ်နောက်တစ်ပွဲကတော့အီတီကိုနဲ့ဘာစီလိုနာဒါတော့စပိန်ကိုပါတွေဆီမီဖိုင်နယ်ဗျဒီပွဲနိုင်နောက်ထပ်ဒုတိယကြော့ဆော့အောင်ပါဒုတိယကြော့ပါနိုင်သွားရင်တော့အမှဖိုင်နယ်ဆော့အောင်ပါဗျာတစ်ဖက်ကတော့ဟိုဆိုစီတက်နဲ့ပြီးပါဦးအဲ့ဒီနိုင်တဲ့အသင်းနဲ့တွေ့မှာပါနောက်ကြော့ဟိုဘိုလူပွဲမှာတွေ့တဲ့အသင်းနဲ့တင်ကတော့6နယ်ဗျအဲ့ကြောင့်မို့ဒီ AD နဲ့ဘာစီနိုင်တဲ့အသင်းကဖလားရဖို့များပါတယ်ဒီပွဲမှာဘာစီကဝေးကွင်းကနေ level 50ရှုံပေးထားပါတယ်ကိုပေါင်းတော့360ရှုံဗျလာလီဂါဘာစီကွင်းမှာတော့ဘာစီက3-1နဲ့နိုင်ထားပါတယ်ပြတတ်တာ AD ကလက်ရှိမှာပုံစံသိမ့်မကောင်းဖြစ်နေဗျညီကဆိုအိမ်ဝင်းတော်ကောင်းတာအခုနောက်ဆုံးအိမ်ဝင်းမှာရှုံးတာပါတယ်ချန်ပီယံလိမှာလည်းဘိုလိုကလင်ကိုအိမ်ဝင်းမှာရှုံးတာဗျရှုံးတာလည်းသူ့ထက်နှိမ့်တဲ့အသင်းတွေကိုဖြစ်နေရပါသူဘာစီနဲ့အိမ်ဝင်း၄ချိန်ဆက်တွေ့တာလည်းရှုံးတာတယ်ဗျနောက်ဆုံး၄ချိန်ဆက်အိမ်ဝင်းမှာဘာစီကိုရှုံးတာပါတယ်တိုက်စစ်မှာတော့သူခေါ်ယူအားဖြစ်ထားဗျဟိုအတ္တတိုက်စစ်မှုလွတ်စမန်ကိုခေါ်ထားပါတယ်သူရောက်ချင်းတော့6သွင်းလိုက်သေးရဲ့ဗျဒါမဲ့အရင်ပွဲသူအိမ်ဝင်းမှာရီယယ်ဘတ်တင်နဲ့ပြန်တွေ့တော့အမှတ်ပေးမှာ0-1နဲ့ရှုံးသွားပါတယ်
သူ့ရင်ဝင်မှတ်ပေးမှာတိုက်စစ်ကဂျူလီယန်အဲဗာရက်ကိုလည်းရောင်းမဲ့ကောင်းတယ်ဗျဒုတိယနေရာမှာရှိနေလင်းထွက်ဘာစီလိုနာပြီးရင်များများရရင် ED ကိုရောင်းချမယ်သဘောရှိပါတယ်ဒီပွဲလည်းဘာဖြစ်ဖြစ်စီမီရောက်နေဆိုတော့ဗျာ ED ကိုအနေနဲ့အားကုန်တပွဲတိုးနဲ့စော့မယ်လို့ထင်တယ်သူဒီဖလားလည်းမတ်မှာပဲဗျဘာစီကတော့ဇက်တိုက်တွေနိုင်ကြီးတွေလည်းအောင်နေပါတယ်နောက်ဆုံး6ပွဲဆက်တောင်နိုင်ထားတယ်ဗျတိုက်စစ်ကရမဲကလည်းပြန်ပြီးရှေ့စွမ်းကောင်းနေဘာစီ6ပွဲဆက်နိုင်ထားတာမှာ9ပွဲကကြီးအောင်ထားတယ်ဗျသူကြီးကြထားတာဒီလိုပြည်ရင်းဖလားမှာဟိုဒုတိယတန်းကလပ်ကို2-1နဲ့နိုင်ပြီးကြီးကြထားတာဗျအပွဲမှာသူက2-2ပေးပြီး2-1နဲ့နိုင်လို့ကြီးကြသွားတာဗျဘာစီကအိမ်ဝင်းကောင်းနေဆိုပေမဲ့အဝေးကွင်းဆိုတိတ်ယုံထားရတယ်မှာမပါဘူးဗျဆိုစီတက်ကိုလည်းသူ2-1နဲ့ရှုံးခဲ့တယ်အောက်တန်းအသင်းကိုလည်း2-1နဲ့ပဲနိုင်ခဲ့ရဆိုတော့အဲ့မှာကြည့်ရင်တိတာတယ်နောက်ပြီးဒီပွဲကလည်းပထမကြော့ဆိုဗျာသူတီကန်လည်းဘာမှမဖြစ်ဘူးနောက်တစ်ပွဲကသူ့အိမ်ခွင်မှာကန်ရမှာဗျဒုတိယကြော့ကလည်းဝေးလူတည်း3လပိုင်း4ရက်နေမှာပြန်ကန်ရမှာပါဒီကတော့သူ့အိမ်ခွင်မှာနိုင်ရဖို့ပဲဥတီလာမယ်လို့ထင်ပါတယ်အိမ်ခွင်အားနဲ့စူးစမ်းလာမယ်လို့ထင်တယ်ဒုတိယကြော့ဘာဒီကွင်းမှာဆို तू ကနိုင်ရဖို့တော်တော် percentage နည်းတယ်ဗျနိုင်မှာလည်းမဟုတ်ပါဘူးလွန်ဆုံးတည်ပဲဒါကြောင့်အိမ်ခွင်းမှာရုံးငတ်လာမယ်လို့ထင်ပါတယ်ရှုံးလိုက်ရင်တော့ तू ထွက်ပြီလို့ပြောရမှာဗျအိမ်ခွင်းမှာရှုံးလိုက်ရင်သွားပြီဘာဒီအိမ်ခွင်းမှာလွန်ဆုံးတည်ပဲလေဖိုင်နယ်မှာတွေးတဲ့တင်းတွေကလည်းဗျသူတို့အတွက်က6နယ်ဆိုတော့ဒီပွဲကြကုတ်ကြခဲကြိုးစားလဲမယ်လို့ထင်တယ်ဗျAD ကသူ့အိမ်ခွင်းမှာဖွင့်တိုက်တာများတယ်ဗျဒီပွဲမှာလည်း तू ဖွင့်ပြီးကစားမယ်လို့ပဲမြင်တယ်ဖွင့်ပြီးကစားရင်ဘာဒီကိုတေချာပေါက်ဂိုးပေးရမှာဗျဘာဒီတိုက်စစ်ကိုလေဒီပွဲမှာ AD ကိုအနေနဲ့အနည်းဆုံးတကူတော့ရမယ်လို့ကျွန်တော်ယူဆပါတယ်။အဲကြောင့်နှစ်ဖက်သွင်းကိုရှိမယ်ဆိုတော့ဂိုးပေါ်ပဲကြိုက်တယ်ဗျ။ဘာစီကအမှန်ဆိုဒီကြီးကနည်းနည်းတော့ပျော့သေးတယ်ဗျ။ဘာစီရဲ့လက်ရှိဖောင်နေလေ။အခု AD ကိုကလည်းအင်ကွင်းနေရှုံးထားတာဆိုတော့နှစ်ကြောကံမှမလို့ဘာစီကြေးပြော့နေလို့မြင်ပါတယ်။ AD ကိုဖွင့်ကစားမယ်လို့ကျွန်တော်ယူဆအကြောင်းဂိုးပေါ်ကိုကြိုက်ပါတယ်။နောက်ပြီးတော့နှစ်သင်းစလုံးနောက်ပွဲတွေကပွဲချက်ကံမှာမဟုတ်ဗျ။ကျွန်တော်အသင်းမှာလည်းအက်တလက်တီကိုပဲကြိုက်ပါတယ်။တေလောက်ကျွန်တော်မှန်းလို့ပါ။အားလုံးကျေးဇူးတင်ပါတယ်အဆင်ပြေကြပါသေး